ဘယ်လိုအမေဘယ်လိုဆရာလဲ ပြောတော့လေပြောဒီရှင်းသမားလည်းပတ်သက်စီးပွားချနေပြီးတော့6ပြောတယ်ဘာ6ပြောတာ မင်းငါ့ကိုပြောလာဟဲ့ ဆဲရကောင်ပြောတာဆဲရကောင်လည်းပြောတာ အဲဒီ ကစားသမားတွေစင်ပေးပြီးဒီကစားသမားကြောင့်ဖုန်းလေးကိုင်းတိုင်းစီးပွားရေးလုပ်နေပြီးတော့အဲ့ဒါကိုအကောက်ရရပြီးတော့အဲ့ဒါဆောက်ဖို့6ပြောနေတာ မင်းဘယ်လိုမင်းငါ့ကိုပြောလာငါဆွဲထိုးမှာတော့ ငါတို့လာပြောကြည့်တွေ့မှာငါတို့လာပြော မဟုတ်အဲ့လိုလည်းနာမည်တက်မပြောကြဘူး ပြောရင်တက်ပြောကြည့်တဲ့ အဘာကြီးကလုံပဲစောပါတယ်တဲ့ကဲအခုအကောင့်တစ်ခုကနေတင်ထားတယ်တက်သေးမရှိဘူးတဲ့ဒါမှမဟုတ် तू သိနေတယ်တဲ့ ဒီလေလာဖော်ပြတယ် ဘာကြီးကတော့ဆဲလိုက်ပြီဗျာနော်ဒီကစားသမားတွေကြောင့်မဟုတ်တကယ်လုံပဲရှိရင်ချပြလိုက်အဲ့လုံပဲဟုတ်လား ချပြတယ်အမအကုန်လုံးသိပါသမတ်ဆက်ကြောက်ပဲ အခုကအကုန်လုံးဝေရုံ3ကားနဲ့ လိုက်ပြီးပြောနေတယ်ဘာလို့ ငါလည်းပြောခဲ့တာပဲဒါမှမဟုတ်ငါတို့ပြောခဲ့တာတွေကလုံပွဲစောက်ပြီးချင်းပြောခဲ့တာ ပြောလို့ရမလို့တော့ပြောလို့မရဘူးခုံးမတဲ့ကောင်ကြောင့်တလေလို့ပုတ်ခံလို့မရဟုတ်လားရှင်းတော့ကတော့ကောင်းတဲ့ကောင်ရှိတယ်မကောင်းတဲ့ကောင်လည်းရှိရတယ်သူများလောက်လို့ပြီးရှင်းသမားတိုင်းလောက်လို့တော့ပြောလို့မရဘူးပြောစားရပါအခုရှင်းသမားရဲ့ဒီသက်တမ်းစီးပွားချတယ်အကောက်တွေရတယ်အဲ့တော့ရှင်းသမားတွေပြန်တိုက်ခိုက်နေတယ်ပြော ဟိုတိုက်ခိုက်လို့ရပါတယ်မဟုတ်တာလုပ်တဲ့လူတွေတိုက်ခိုက်ဟုတ်လားမဟုတ်တာလုပ်တဲ့လူတွေပြောပါဟုတ်လားဘာကြီး ဟုတ်တယ်လို့ပြောတယ်မဟုတ်တယ်လို့မပြောရကြဘူးကြောက် ကိုရှိမှမဟုတ်တာလုပ်တာလည်းအကုန်လုံးသိနေကြတယ်ဟုတ်လားဘာကြီးပြောရတော့မလို့ကွင်းထဲမှာရှိရင်သိနေတာ သိမြင်နေတယ်ဘာလို့ မြင်နေကြအဲ့ဒါဟိုဘွဲတွေကဖြစ်တယ်ဟိုဒီဘွဲကဖြစ်တယ်အဲ့ဒါပဲသူပဲလှုပ်ရှားနေရ